ကျေးဇူးအပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2025ခုနှစ် March 31ရက်နေ့တနင်္လာနေ့ဒီနေ့ဒီရဲ့တနင်္လာကျိုးမိစ္ဆာရာသီကိုကူးပြောင်းတဲ့နေ့တစ်ခုဖြစ်တယ်။ဒီနေ့တာမူလစမ်းရှင်တဲ့ကပရဏီနဲ့ကဖြစ်တယ်။လက်နေရကအနောက်ရစန်းတီရကအရှိရရံပေါ်ရကအနောက်တောင်ရတို့ဖြစ်ကြတယ်။ကောင်းကင်ကျိုးနေထားရပြိတ္တရာသီမှာဇာတာပတိကျိုးတည်ရှိတယ်။မေတုံရာသီမှာအင်္ဂါကျိုးတည်ရှိတယ်။ကံရာသီမှာကိတ်ကျိုးတည်ရှိတယ်။မေရာသီမှာစနေကျိုးတနင်္ဂနွေကျိုးဗုဒ္ဓဟူးတောက်ကြနဲ့ရာဟုကျိုးတို့တည်ရှိတယ်။ဗုဒ္ဓကျိုးနဲ့တောက်ကြကျိုးတို့ကနောက်ပြန်သွားပြီးတည်ရှိတယ်။မိစ္ဆာရာသီမှာတော့တနင်္လာကျိုးတည်ရှိနေတာကိုတွေ့ရတယ်။ဒီနေ့တနေ့တာဂျုံနေထားကြောင့်မိစ္ဆာရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတွေဖြစ်စဉ်ဖြစ်လာမယ်။ကောင်းသောကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်လူမျိုးပဲအကျိုးပေးမယ်။ပိဋကရာသီဘွားတွေမှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိ။မေတုံရာသီဘွားတွေမှာအထူးတလဲကောင်းခြင်းကံနဲ့လူရာပြည့်စုံခြင်းရှိမယ်။ငွေကြေးကံကောင်းခြင်းလူရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြတ်မှန်းခြင်းတွေရှိ။ကရကရာသီဘွားတွေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်စိတ်ပမလူပမဖြစ်ပြီးမှလူရပြည့်စုံတယ်တရားဒီဘာတွေမှာတော့အထူးတလဲကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မှာဝေကြီးကိစ္စဒုက္ခကိစ္စစီးပွားကိစ္စတွေမှာထူးခြားစွာတိုးတက်နိုင်တဲ့ကံတွေရှိမယ်ကံရာဒီဘာတွေမှာတော့အရာရာစင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့အခြေအနေကောင်းတွေကိုရရှိလိမ့်မယ်ဘဝရည်ရွယ်ချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့တိုးတက်တဲ့အနေထားကိုရမယ်။တူရာသီဘွားတွေမှာတော့သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေကနေလုံကိုင်းပြီးတော့ကိုယ့်ရဲ့တိုးတက်မှုရနိုင်တယ်။ငွေကြေးကုန်ကျများပေမဲ့အလုပ်စီးပွားတိုးတက်တာပေါ့။ပြိဿာရာသီဘွားတွေမှာခီးကံကောင်းမယ်။လူမျိုးပဲအကျိုးပေးမယ်။ရပ်ဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်။ဓနုရာသီဘွားတွေမှာဆုံးဖြတ်ချက်ခိုင်မာမယ်။ဒီပန်းကြအောင်မြင်မယ်။ဝေကြီးကံဘဝကံတိုးတက်ခြင်းတွေကိုကြုံမယ်။မကာရရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။စိတ်ချမ်းသာမယ်။ဒီနေ့မှာစလိုက်တဲ့ကိစ္စတွေကောင်းသောနာဂတ်ကိုရနိုင်မယ်။ကုန်ရာသီဘွားတွေမှာရပိုင်ခွင့်တွေပြန်ရမယ်။ဝေကြီးကိစ္စပြောဆိုမှုတွေလည်းအဆင်ပြေမယ်။ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုရနိုင်တယ်။မေရာသီဘွားတွေမှာတော့သိတတိထားရတယ်။ပြောမဆိုမှဖြစ်တတ်တယ်။ဆုံးဖြတ်ချက်မှားတတ်တယ်။အရာရာခေါင်းအေးနဲ့လုပ်ရင်တော့အဆင်ပြေတယ်။စိတ်လက်မှန်မှလုပ်ရင်မှားသွားတတ်တယ်။တဏိတာကာလတော်တွေမှာအပြာရောင်အညိုရောင်မိခိုးရောင်တို့ကိုဝိစင်သုံးဆွဲ၍ကောင်းသောအကျိုးဆက်တွေကိုရရှိနိုင်တယ်။အဖြူရောင်ပန်းဝင်လေးတွေဖျားတင်ခြင်းကိုနိဗ္ဗာန်မှာထားရှိခြင်းဖြင့်တနေ့တာရဲ့ကောင်းသောကံခွင့်ရကိုရရှိလိမ့်မယ်။ကျေးဇူးတင်ပါတယ်။